အားလုံးပဲမင်္ဂလာပါဒီကဖြစ်ပါတယ်ဒီကတော့ဒီနေ့မှာဘာတီးထားပါလေဆောက်ပြရရင်လည်းပေါ့နော်ပြောပြလေးရှိတော့ပေါ့နော်ဒီကအခုတင်ပေးမှာကဒီလိုမျိုး ASMR ဗီဒီယိုအပေါ်လေးနဲ့ပေါ့နော်ဗီဒီယိုလေးကိုတင်ပေးတော့မှာပါဗီဒီယိုလေးကိုတရားတစ်ပုတ်တင်ပေးတော့မယ်ပေါ့နော်ဒီကနေ့ဒီနေ့အပေါ်စာလေးမှာဗီဒီယိုနဲ့ပုတ်တင်နေပေါ့နော်ဒီကိုတစ်ပုတ်ကအစမ်းဗီဒီယိုလေးဆောက်ပြလေးဖြစ်ပါတယ်အခုဒီဗီဒီယိုလေးမှာကတော့ဒီကဒီဘောတီထော်လေးကိုလာဆက်ပြတယ်ဆိုတာဒီလိုမျိုးနေပြီးတော့ပြောရရေးရှိတယ်အဲ့ဒါလေးပါပါလေးလေးဖြစ်တော့ဒီစားကြောင်းမဖွင့်တော့ကျောင်းပိတ်တော့ကျောင်းဖွင့်နေတော့ပြောမလို့စကားရမှာကျောင်းဖွင့်နေတော့ပြောနော်အားလုံးကိုနဲ့ဗီဒီယိုအစ်တင်တင်ပြတာဒီစားကျောင်းစာလေးနဲ့ဒီရှင်ရောအင်စာရောဒီရှင်စာကျောင်းစာဆိုတော့များပြီးတော့ဒီကိုဗီဒီယိုအကောင့်ရဲ့စာမေးပါတယ်အဲကြောင့်မတင်ဖြစ်တာပဲဖြစ်ပါတယ်အခုလုံးနေတဲ့ဟာရ effect တွေကြီးပဲဖြစ်ပါတယ်အခုဒီစာရေးပေါ်တော့ avatar နဲ့ effect ကြီးပဲဖြစ်ပါတယ်အဲ့ဒါလေးကိုလည်းသိကြည့်အောင်ပြောချင်တာပါဒီဗီဒီယိုကအခုပေါ့နော်ဒီကအဲ့မျိုးပေါ့နော်ASMR ရော effect တွေနဲ့effect တွေနဲ့အကုန်လုံးပေါ့နော်ဒီဗီဒီယိုလေးကလောက်ထားတဲ့အတွက်ပေါ့နော်ဗီဒီယိုတစ်ပုဒ်လုံးအားလုံးအတူတွေကြည့်ပါအဲ့လိုလည်းပြောလို့ရပါတယ်ဒီဘူဘတ်ချာဝလေးကိုဆက်ပြီးတော့ပေါ့နော်ဒီဘူဘတ်ချာဝလေးရလည်းရမ်းဆောက်ကောင်းတယ်ဒီကပြုတ်ကြရေးတယ်အများကြီးကြော်ထားဖြစ်တဲ့အတွက်ဒီဟာကတော့ဟွာမဖြစ်ဘူးပေါ့နော်ခါလေးရမပြေလို့ကန်တာတချို့ဟာတွေပြေပြီးတော့ပြေရောရတာတော့ဒီရဲ့ဘာဖြစ်လို့ဒါကိုရေးလိုက်တာလဲဆိုတော့ဒီကလေးကိုကြိုက်ရပါဒီတာဝလေးဒီလိုနာဆော့ဖို့အတွက်လည်းဒီကတင်စားဖြစ်တာပါအင်္ဂလိပ်စာလေးရောဒီကထားပြကြပါဒီကအင်္ဂလိပ်လိုကျော်ရှိတယ်အဲ့ဒီကွန်ပျူတာမျိုးပုံစံမျိုးကွန်ပျူတာပဲတန်နေအောင်အတူတူကြောက်ထားတာအားမတနာဒီကျဲကိုဒီကမှစမအောင်မတပါ